တန်တရားကိုတုံးမြတ်တနာကိုတေအောင်တတောင်းတွင်လည်းမြင့်မုံမြင့်တွင်လည်းသူတို့ဂုံရှိရာဆိုခဲ့မိမြင့်မုံကိုပုံပြည့်ကုသိုလ်ကိုမြတ်အောင်စုကောင်းမှုကိုမြတ်အောင်ကျင့်တတ္တဝါကောင်းမကောင်းအကြောင်းကံကသာစီမံတော့သည်ကံတန်လင်းမိကံတန်လင်းပါဆိုတာကတော့လောကစကားဉာဏ်တန်လင်းမိဉာဏ်တန်လင်းပါဆိုတာကတော့ခောရမရှင်တော်ဘုရားရဲ့တရားဟောပြလို့ထားခဲ့တာကအန္တရာဏိဘိက္ခုယမန္တယမိဝဝေယဓမ္မသင်္ခါရအပမရိဏသံပါရိထာဘိက္ခုစပနဲ့တဲ့ချက်သားမြတ်တို့ဟန္တတတော်80ဝါ45မယမနာပဲတရားရည်မြိုက်စေကိုတိုက်ကြွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်တော်ရင်ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပင်မခဲ့ရလေပြီဒါနေဤဒါနေယခုကာလ၌ဝါကောတိနာယုံပြမျိုးဆုံးသည်ရေကုံသားမောအင်းရင်တော်ဝဲမြောက်တော်အုတ်ခေါင်းပြုကာထီပေါင်းချင်းရင်နန်းနိဗ္ဗာန်သို့ဝန်ဆံပြီးဆဲဆဲချိန်ကားရ၌ဟောယင်သူယရဏသတ္တလျာဟုကရုဏာတတ္တသင်္ချက်သားတို့အားအမတယမိတတိတရားတိမမယအောင်လို့ထင်ထင်ရှားရှားကြီးမင်းရတော်မူခဲ့ပါသင်္ခါရအစင်သာဝရဘင်းမှာကြပြန်တော့ခင်မင်းစရာတစ်စက္ကမမရှိပါတဲ့ဒီဓမ္မယုံပြည့်သင်္ခါရတရားတို့သည်ဝေယဓမ္မပစ္စည်းရင်တော်ရှိကြပါပေကုန်၏ဝေယဓမ္မလက္ခဏာရဲ့နဲ့အဖြစ်ကလည်းမစဲအပြက်ကလည်းမစဲနိုင်တာမို့ထိတ်ဆရာတမြဝိဇ္ဇာကစာရာကြောင့်ဟေယောဂီတို့ရဲ့စိတ်သာချကြပြီတော့အနိစ္စဝတ္တတို့ဘာရကဒုက္ခဝတ္တတို့ဘာရကအနတ္တဝတ္တတို့ဘာရကအပမရိဏမမိမလျောမပေါ်မစမြင်းမြံတဲ့တတိတရားဖြင့်တမ္ပါရိဋ္ဌကိုစီကိုငါပြည့်စုံကြပါကုန်လောတမ္ပါရိဋ္ဌမြင်ရမှလည်းမမိတ်နဲ့ကြားရမှလည်းမမိတ်နဲ့စားရမှလည်းမမိတ်နဲ့သွားရမှလည်းမမိတ်နဲ့နာရမှလည်းမမိတ်နဲ့ထိရတွေ့ရသိရတို့မှလည်းမမိတ်လိုက်ကြပါနဲ့မိရတဲ့ဝါဒနာတွေကိုမိရတဲ့ဝါဒနာတွေကိုတနေ့မှကြာမကြာတတိထုံးကြပြီကုန်တော့ဟောဒီကနေ့ထေရဝါဒဘုရားသာသနာတော်ကြီးကိုထိန်းသိမ်းစောင့်ရှောက်ရအသင်းရဲ့ထေရဝါဒထူတရားဝဲကျင့်ပရဣဌာနတို့တရားတော်နဲ့ကြွတော်မူလာကြကုန်သောလူရှင်ပေါင်းသူတော်ကောင်းတို့သည်အပမရာခောသူတော်ကောင်းတရားကိုလက်ကိုင်းထားနိုင်ကြပါစေကုန်တော်တည်း